ဒါမျိုးဗီဒီယိုလောက်တက်ခြင်းဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါကျွန်တော်တို့ကပ်လဲရအောင် new ဗီဒီယိုကိုနှိပ်မယ်โอเคဒီမှာကျွန်တော်တို့ photo ကိုနှိပ်မယ်ဒီမှာကိုသုံးခြင်းနဲ့တပ်ပုံကိုရွေးမယ်ပြီးအပ်ကိုနှိပ်မယ်โอเคဒီပုံတွေကိုဒါ Pinterest မှာတွားပြီး download ဆွဲနိုင်တယ်โอเคကျွန်တော်တို့ Pinterest ကိုနှိပ်လိုက်မယ်ဒီအောက်ကမှန်ဘလူးနှိပ်လိုက်မယ်ဒီဘောက search bar မှာကျွန်တော်တို့သုံးခြင်းနဲ့ photo ကိုရှာမယ်โอเคကျွန်တော် Messi ပုံရှာလိုက်မယ်โอเคဒီမှာ Messi ပုံတွေကြာလာပြီပေါ့နော်โอเคကိုကဒီပုံကိုကြားနေဆိုရင်ဒီပုံနှိပ်လိုက်မယ်ဒီမှာအဆက်30နှိပ်လိုက်မယ်ဒီမှာ download image ကိုနှိပ်လိုက်မယ်ဆိုရင်ဒီပုံကကိုယ့်ဖုန်းရဲ့ gallery ထဲကိုရောက်ရှိသွားမယ်โอเคဒါဆိုကျွန်တော်တို့စလိုက်ကြရအောင်โอเคကျွန်တော်တို့ပထမပုံကိုနှိပ်မယ်ကျွန်တော် duration ကိုဒါ 1.3 second လောက်ပဲထားမယ်ဒါမျိုးလေးလက်နဲ့ဆွဲညှိလိုက်ပေါ့နော်ဒီဒုတိယပုံကိုလည်း 1.3 second လောက်ပဲထားမယ်ဒီနောက်ဆုံးပုံတော့ဒီတိုင်းပဲထားပေါ့နော်ပြီးရင်ဒီအနောက်က ending ကိုဖြတ်လိုက်မယ်โอเคကျွန်တော်တို့ဒီဒုတိယပုံကိုနှိပ်မယ်โอเคပြီးသူ့ကိုတော့ဒါ duplicate ပွားပေးရမယ်ပေါ့နော်โอเคကျွန်တော်တို့ duplicate ကိုနှိပ်မယ် duplicate ကိုနှိပ်လိုက်မယ်ဆိုရင်ဒုတိယပုံကနှစ်ခုပွားလိုက်တာပေါ့နော်โอเคပွားလိုက်တဲ့ photo ကို select ပြီးပြီးရင်ကျွန်တော်တို့ဒီအောက်က overlay ကိုနှိပ်မယ် overlay နှိပ်လိုက်ရင်ပွားလိုက်တဲ့ photo ကဒီအောက်ရောက်သွားတယ်ပေါ့နော်သူ့ကိုကျွန်တော်လက်နဲ့ဖိပြီးဒီရှေ့ကိုဆွဲမယ်ဒီပထမပုံရဲ့တဝက်လောက်ဆွဲလိုက်မယ်ပြီးရင်သူ့ပြန်နှိပ်မယ်ဒီအနောက်ကပိုနေတဲ့အပိုင်းလေးကိုလက်နဲ့ဆွဲပြီးနှိပ်လိုက်မယ်ဒီပထမပုံရဲ့အဆုံးသားလေးမှာပေါ့နော်အဲ့နာလောက်မှထားမယ်โอเคပြီးရင်ကျွန်တော်တို့ဒီနောက်ဆုံးပုံကိုနှိပ်မယ်သူ့ကိုလည်းအရှိအတိုင်းပဲ duplicate ပွားပေးရမယ်ကျွန်တော်တို့ duplicate ကိုနှိပ်မယ်โอเค duplicate ကိုနှိပ်လိုက်ရင်နှစ်ခုဖြစ်သွားတယ်ဒီအနောက်ကပွားလိုက်တဲ့ photo ကိုကျွန်တော်တို့ဒီ overlay ကိုနှိပ်မယ်โอเค overlay ကိုနှိပ်လိုက်လို့ရှိရင်ဒီအောက်ရောက်သွားတယ်ပေါ့နော်โอเคသူ့ကိုလည်းအရှိအတိုင်းပဲလက်နဲ့ဖိပြီးတော့ရှေ့ကိုဆွဲမယ်သူ့ကိုလည်းဒုတိယ photo ရဲ့အလယ်နားလောက်မှာထားမယ်ဒီနောက်ဆုံးပုံနေတဲ့အပိုင်းလေးကိုတော့လက်နဲ့ဆွဲနှိပ်လိုက်မယ်သူ့ကိုလည်းဒီဒုတိယ photo ရဲ့အဆုံးသားလေးမှာထားမယ်โอเคပြီးရင်ကျွန်တော်တို့ဒီအခြေခံ photo ကိုနှိပ်မယ်โอเคကျွန်တော်တို့ဒီအောက်က2 button လေးကိုဒီဘက်နဲ့ရွှေ့မယ်ဒီမှာ remove page ကိုနှိပ်မယ်ဒီမှာ auto remove ကိုနှိပ်မယ်ဒါဆိုရင်တော့ background ပြသွားပြီပေါ့နော်ပြီးအမှန်ကြီးကိုနှိပ်မယ်โอเคဒီပြီးရင်ကျွန်တော်တို့ဒီမြားလေးနဲ့ပြန်ထွက်လိုက်မယ်โอเคကျွန်တော်တို့ဒီပထမပုံရဲ့အစမှာ keyframe တစ်ချက်ထောက်မယ်ဒီအဆုံးလေးမှာ keyframe တစ်ချက်ထောက်မယ်โอเคဒီပထမ keyframe ကိုပြန်သွားမယ်ပထမ keyframe ရောက်ပြီဆိုရင်ကျွန်တော်တို့ဒီပုံကိုအောက်ဆွဲချလိုက်မယ်โอเคပြီးရင်ကျွန်တော်တို့ဒီ effect ကိုနှိပ်မယ် video effect ကိုနှိပ်မယ်ဒီမှာ color figure ကိုရွေးလိုက်မယ်โอเคပြီးအမှန်ကြီးကိုနှိပ်မယ်โอเคပြီးရင်ဒီအနောက်က photo ကိုနှိပ်မယ်သူ့ကိုလည်းအခြေရလို့ပဲ background ဖြောက်ပြရမယ် background ဖြောက်ဖို့အတွက်ကျွန်တော်တို့ remove video ကိုနှိပ်မယ်ဒီမှာ remove video ကိုနှိပ်မယ်ဒီမှာ auto remove ကိုနှိပ်မယ်ပြီးအမှန်ကြီးကိုနှိပ်မယ်ဒါဆိုသူလည်း background ပြောက်သွားပြီပေါ့နော်โอเคကျွန်တော်တို့ဒီမြားလေးနဲ့ထွက်လိုက်မယ်โอเคဒီဒုတိယ photo ရဲ့အစမှာလည်း keyframe တစ်ချက်ထောက်မယ်အဆုံးမှာလည်း keyframe တစ်ချက်ထောက်မယ်ဒီပထမ keyframe မှာဒီ photo ကိုအောက်ဆွဲချမယ်โอเคပြီးရင်ကျွန်တော်တို့ဒီ effect ကိုနှိပ်မယ် video effect ကိုနှိပ်မယ်ဒီမှာ color figure ကိုရွေးပြလိုက်ပါโอเคပြီးရင်ကျွန်တော်တို့အမှန်ကြီးကိုနှိပ်လိုက်ပါโอเคဒါဆိုရင်ရပြီဗီဒီယိုကိုပြန် play ကြည့်မယ်
โอเคတချင်းကိုတော့ကိုကြားတဲ့တချင်းထဲနိုင်မယ်တချင်းထဲဖို့တော့ကျွန်တော်တို့ဒီမြားလေးကိုနှိပ်လိုက်မယ်ဒီမြားထပ်နှိပ်မယ်ဒီမြားပဲထပ်နှိပ်မယ်ဒီမှာ audio ဆိုတာရှိတယ် audio နှိပ်မယ်ဒီမှာ sound ဆိုတာရှိတယ်ဒီမှာကိုကြားတဲ့တချင်းလေးထည့်ပါတော့ဒီမှာ recommended မှာလည်းဒါတချင်းတွေအများကြီးရှိတယ်โอเคကိုကဒီတချင်းကိုကြားရဆိုရင်ဒီတချင်းကိုနှိပ်လိုက်ဒီအပေါင်းနှိပ်လိုက်မယ်ဒီတချင်းကိုကြားရင်ကိုကအပေါင်းလေးကိုနှိပ်လိုက်မယ်โอเคဗီဒီယိုပြန် play ကြည့်မယ်